နိုင်ငံကိုအထင်သေးလုံးတဲ့စကားတွေပြောဆိုသွားခဲ့တဲ့ချန်ပီယံဟောင်းဒါဆတ်အေဂျ်အသင်းလုံးရဲ့ပီဆိုအားလုံးပဲမင်္ဂလာပါခင်ဗျာနှက်ဆိုနေကဂျက်ဖေးတို့အဆူဝူကနေပရိသတ်အားလုံးကိုနှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့အဟုဟုမှာညင်းတဲ့လောကရဲ့နောက်ဆုံးရသတင်းတွေတစ်စိတ်သတင်းတွေကွာတက်ရှအဖောက်တင်တဲ့အခါတွေနဲ့မြန်မာကိုစားပြုဖိုက်တာတွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေပါတယ်ဒါကြောင့်ညင်းကိုစိတ်ဝင်စားတဲ့ပရိသတ်တွေဆိုရင်တော့အဆူဝူကိုတက်ခတ်ထဲချရဲဖလှုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့နက်စနယ်လာကိဗကိုအလွန်မင်းအထင်သေးတဲ့စကားတွေပြောဆိုသွားခဲ့တဲ့ပစိချန်ပီယံဟောင်းဒါဆတ်အေဂျ်ဖီနိုမက်ပစ်ဆိုရဲ့ပြောကြားချက်ပဲဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်းဒါဆတ်အေဂျ်ဟာညင်းရောတမိုင်းမှာအောင်မြင်ဆုံးဖိုက်တာတွေတဲကတယောက်ပါစိတ်ကလေးဖို့ဘယ်လိုလဲတခြားနှစ်ဆက်ကိုပွဲထိုးပြီးတပွဲမရှုံးပဲအနားယူနိုင်ခဲ့တဲ့ရှားပါဖိုက်တာတယောက်လည်းဖြစ်ပါတယ်လက်စီတကြလီဆန်တဲ့အဲ့တဲ့ခိုက်ခါမှာသူနဲ့ရင်ဆိုင်ခဲ့တဲ့ထိတ်တန်းဖိုက်တာတွေကိုသူ့ရဲ့အလွန်ကောင်းမွန်တဲ့ရှရကန်စစ်တဲ့ဖန်နဲ့အစ်တဲ့ရွေးပြန်စတာအတဲ့တွေကိုအသုံးချပြီးအနိုင်ယူခဲ့ပါတယ်နလန်ကိုဆေပါအဖေစကအလန်ဆေပါတပည့်ပြေရနဲ့အဖော်အကန်ကောင်ရိုလိုနမီကြီးဖိုက်တာတွေတောင်ဒါဆိုရရရဲ့ပေလဖရနဝကိုမကြော်ဖြတ်နိုင်ခဲ့ကြပါဘူးနောက်ပိုင်းမှာတော့သူ့ရဲ့ဖခင်နဲ့နီးပြဖြစ်တဲ့အဖက်လင်နဗေးဇာဖီနိုမက်ပစ်ဖိုကအဝက်ဆကာလအတွင်းကွယ်လွန်သွားခဲ့တာကြောင့်ဂဆအေရဟာညင်ငယ်လောကကနေအနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်အနားယူပြီးနောက်ပိုင်းမှာတော့သူဟာနီးပြဖြစ်လူငယ်ဖိုက်တာတွေကိုလေ့ကျင့်ပေးနေတယ်လို့သူနဲ့အရန်ရင်းနှီးတဲ့ဘက်ခဲမက်တဆီစဘော့ကိုလည်းအပြည့်အဝပံ့ပိုးကူညီပေးခဲ့ပါတယ်ဘက်ခဲကိုယ်တိုင်လည်းတကြလီဖန်ဒယ်အစ္စလော့ဗာဖြစ်ခဲ့ပြီးလက်ရှိမှာတော့ရှစ်ဖတ်တဲ့ငယ်အဲလော့ဗာဖြစ်ပါအောင်မြင်မှုတွေစက်တိုက်ရရှိထားပါတယ်ဒိုအေရီယာနဲ့ယင်းနီရဲ့ဖိုက်တာတွေထဲမှာမစ်စင်နဲ့ဖတ်တတိကျကလည်းပါဝင်ပါတယ်မတိကျဟာလက်ရှိမှာတော့ပစွေနဲ့လမ်းခွဲထားပြီးဂျိုင်ဘိုဖန်အမျိုးမျိုးမှာဆက်လက်ရှင်ပြိုင်နေရပါတယ်ပစွေကသူ့ကိုစာချုပ်ထက်မတိုးခဲ့တာကြောင့်လက်ရှိအချိန်မှာပစွေကွာတိုင်ရှော့ရမဟုတ်တော့ပါဘူးဒါပေမဲ့တေယိုဟာအစလော့ကမဖြစ်ခင်ကတည်းကနက်ဖယ်လာကိဗကိုအမြဲလိုစိန်ခေါ်ပြီးပြောဆိုလေးရှိတဲ့ဖိုက်တာတယောက်ဖြစ်ပါတယ်သူ့အနေနဲ့နက်ဖယ်လာကိဗကိုဘလို့နိုင်ယူမယ်ဘလို့ထိန်းချုပ်မယ်ဆိုတဲ့စကားတွေကိုလည်းမကြာခဏပြောဆိုခဲ့ဘူးပါတယ်ညငယ်လာကိဗဟာဇာကပယေစကကိုအနိုင်ယူပြီးအစလော့ဆိုတာဖြစ်သွားတဲ့အချိန်မှာလဲပတေယကနက်ဆယ်လာကိဗကိုရောဇက်ကပယေစကကိုရောတရက်တဲနဲ့တောင်အနိုင်ယူနိုင်တဲ့ဆိုရဲပုံစံမျိုးနဲ့ယုံကြည်ချက်ပြင်းပြင်းထန်ထန်ပြောဆိုခဲ့ပူပါတယ်။အဲ့ဒီနောက်နက်ဆယ်လာကိဗကချန်ပီယံကားဘက်ကိုကာကွယ်နိုင်ခဲ့တဲ့အချိန်မှာလဲပတေယကအကောင်းဆုံးကွက်တိုက်ရှော့ရက်ကငါပဲငါသာပစီကိုပြန်လာခွင့်ရရင်နက်ဆယ်လာကိဗကိုလည်းအလွယ်တကူအနိုင်ယူနိုင်တဲ့ဆိုပြီးသူ့ကိုယ်သူအမြဲယုံကြည်နေတဲ့ပုံစံနဲ့ထပ်မံပြောဆိုခဲ့ပါတယ်။ဒါပေမဲ့ပတေယကအဲ့ဒီလိုပြောနေပေမဲ့တဆွေနဲ့စာချုပ်မရှိတော့တဲ့အတွက်သူ့ရဲ့စကားတွေကသီအိုရီအစ်စ်မှာပဲရှိနေခဲ့ပါတယ်အခုတခါမှာတော့ဒီကိစ္စကိုထပ်ပြီးမှတ်ချက်ပေးလာသူကသစအေဂျက်ဖင်ဝဲဘီကိုဖြစ်ပါတယ်ဒိုအေရရဲ့အမြင်ရမစ်စင်နဲ့စာတေရတာပစီကိုပြန်လာနိုင်ခဲ့မယ်ဆိုရင်အစလော့စာဖြစ်နိုင်တဲ့အရေးချင်းအပြည့်ရှိတယ်လို့ယုံကြည်ထားပါတယ်ဒိုအေရကရေကမှာရှရကန်စစ်အဖက်အခြေခံကောင်းတဲ့ကွတ်သက်ရှော့ရတွေဟာအမြဲတမ်းအားသာချက်ရှိတဲ့ကြောင်းပြောခဲ့ပြီးပက်ဆဝရဲ့ရှရကန်စစ်အဖက်စတဲ့တဲ့နဲ့အစ်တီဝေပြန်စွမ်းရည်ကိုအရန်ချီးကျူးခဲ့ပါတယ်။သူ့အမြင်ရတေရတာနိုင်ငံလာဘွားနဲ့ထိုးခွင့်ရမယ်ဆိုရင်ပွဲချိန်တစ်လျှောက်အော်ပြင်းကြီးလုံနိုင်ပြီးအမှတ်နဲ့ပဲဖြစ်ဖြစ်ထက်ခင်နိုင်ငံငယ်ဖားနဲ့ပဲဖြစ်ဖြစ်အနိုင်ယူနိုင်တယ်လို့ပြောဆိုခဲ့ပါတယ်။တနည်းအားဖြင့်ဒေါ်ဆာအေရကနိုင်ငံလာကြီးကအနေနဲ့ပတေရကိုအနိုင်ယူဖို့အရန်ခက်ခဲမယ်ဆိုတဲ့သဘောထားကိုထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။ဒီမှတ်ချက်တွေထွက်ပေါ်လာပြီးနောက်ညင်ရပရိသတ်တွေကြားမှာအငင်းပွားမှုတွေချက်ချင်းဖြစ်ပေါ်လာခဲ့ပါတယ်။ဒါဆအေရရဲ့အမြင်ကိုသဘောတူတဲ့သူတွေရှိသလိုနက်နယ်လျာကုဗကိုအားပေးတဲ့ပရိသတ်တွေကတော့ဒီစကားတွေဟာနက်နယ်လျာကိုအထင်သေးလုံးတယ်လို့ဝေဖန်နေကြပါတယ်။အခုနောက်ပိုင်းသူရဲ့အစလော့ဘာတွေကိုကြည့်လိုက်ရင်ဒါဆအေရရှေးလက်ဘက်ကအစလော့ဘာဖြစ်ရက်တည်နေတာလက်ခနဲ့မက်ကစီစကောက်တယောက်သာကျန်တော့ပြီးကျန်တဲ့ချန်ခတ်တဲ့အထက်အများစုကိုခဲချဲတာတွေရှိုးတဲ့ fish ကိုဖက်ရှော့တာတွေကတိမ့်ပိုက်ထားကြတာကိုတွေ့ရပါတယ်။ဒါကြောင့်ရင်းငယ်လောကဟာအရင်လိုအရကန်စစ်နဲ့ကောင်းယုံနဲ့အနိုင်ရတဲ့ခေတ်မဟုတ်တော့ပဲပစုံကျွမ်းကျင်တဲ့ကိုတိုင်ရတာတွေပို့ပြီးအောင်မြင်လာတဲ့ခေတ်ကိုရောက်နေပြီလို့ပရိသတ်တော်များများကသုံးသပ်နေကြပါတယ်။ကျွန်တော်မြင်ရတော့ဒဇက်ရရဲ့ပြောစကားတွေကနင်းနေတော့အလွန်ကြုံဖြစ်နေတယ်လို့ထင်ပါတယ်။အခုအချိန်မှာမစ်စင်နဲ့စတတေးပါနဲ့နက်နယ်လာကူအားတို့ထိုးသက်မဲ့အခြေအနေမျိုးလည်းမရှိသေးပါဘူး။တစီဘက်ကလည်းပတေးရကိုပြန်ခေါ်ဖို့စီစဉ်ထားတဲ့အရေးအယောင်မတွေ့ရသေးပါဘူး။လက်ရှိတဖိတ်ကော့နယ်အဒက်လီအဲ့တဲ့ငါဖာဟာအရန်ကိုပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ဂျန်လိုက်တိုက်လာအင်တာနယ်ဖြစ်နေပါတယ်အစလော့အဖအပါဝင်ထိတ်တန်းဖိုက်တာတိုင်းကအရေးချင်းမြင့်မားပြီးဘပွဲကိုပဲကြီးကြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲတွေကြီးဖြစ်နေပါတယ်လက်စဖီဥက္ကဋ္ဌစစ်ဗီယာဖက်ဆစ်ဗာကိုယ်တိုင်လဲ
God နဲ့ခတဲ့လေအတကင်ခဲ့ဖာဟာလေရအရှငါတဲ့ကြထက်တောင်ကြည့်လို့ပိုကောင်းတဲ့ဖက်တကင်ခဲ့ဖာတစ်ခုလို့အကြိမ်ကြိမ်ချီးကျူးပြောဆိုခဲ့ပူပါတယ်။ဂျုံဗီယေစီအစလော့ဖာဖြစ်လာပြီးနောက်ပိုင်း God နဲ့ခတဲ့ကြအတကင်ခဲ့ဖာဟာပိုပြီးအသက်ဝင်လာသလိုလူငယ်ဖိုက်တာအစ်စ်တွေလည်းစက်တိုက်ပေါ်ထွက်လာနေပါတယ်။အဲ့ဒီလိုအပြိုင်ဆိုင်ပြင်းထန်နေတဲ့ဖက်တကင်ခဲ့ခါမှာမစ်စစ်နဲ့စတဲ့မရှိရမဲ့လဲပရိသတ်တွေစိတ်ဝင်စားစရာပွဲစဉ်တွေများစွာရှိနေသေးပါ။ဒါပေမဲ့ဒဇက်ရဲကတော့သူနဲ့ယင်းရဲ့တရားကိုအပြည့်အဝယုံကြည်ပြီးနက်ခဲလာကိကကိုအလွယ်တကူအနိုင်ယူနိုင်တယ်လို့ပြောဆိုခဲ့တာကြောင့်မြင့်အပရိသတ်တွေကြားမှာဆွေးနွေးမှုတွေပုံမှန်များပြားလာခဲ့ပါတယ်။အခုနောက်ထပ်ပြောပြခြင်းတဲ့သတင်းကတော့ဒီနေ့မနက်ကျင်းပသွားခဲ့တဲ့ပစိတ်ကွာတက်ရှာခါတက်ရှာပွဲစဉ်အကြောင်းပဲဖြစ်ပါတယ်။ဒီပွဲမှာမြမကုံဆောင်ဖိုက်တာနက်ခဲလာကိကဟာလည်းတက်ရောက်ခဲ့ပြီးပစိတ်ဇက်ကုမဲ့အဖဘက်ကလည်းသူ့ရဲ့ပုံရိပ်တွေကိုတော်တော်လေးထုတ်ဖော်ပြသခဲ့ပါတယ်။အထူးသဖြင့်နက်ခဲကိကဟာ First and ကရှေးလာဘက်ကနေလိုက်လံအားပေးခဲ့တာကိုပစိတ်ကဓမ္မရိရှာတွေနဲ့တေချာရိုက်ကူးပြီးတက်ဖီစရအတွင်းမကြာခဏပြသခဲ့ပါတယ်။ဖဲရိုကအန်ဖေယာရဲ့ရှေးရင်းနဲ့အတွက်လည်းအရေးပါတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပြီးသူတို့ဘက်ကဖိုက်တာဟာအကောင်းဆုံးစွမ်းဆောင်ရည်နဲ့အနိုင်ရခဲ့တာကြောင့်ရှေးရရဲ့တစ်ခုလုံးအောင်ပွဲခံနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ပစိတ်လာပုမဲ့ဖဘက်ကလည်းနက်ခဲလာကဖရဲ့ရီကမ်ရှဲဖာတွေရှင်ရည်လက်နဲ့အတူအောင်ပွဲခံနေတဲ့အခိုက်အတန့်တွေကိုအထူးသားပေးဖော်ပြခဲ့တာကိုပရိသတ်တွေသတိထားမိခဲ့ကြပါတယ်။ဒီအပိုင်းကမူရင်းကြောင်းရာကို80ညဖုတ်စကဲဖန်နဲ့ထိန်းထားပြီးစကားပြောပုံကိုတဘာဝကျအောင်ပြန်ရေးထားပါတယ်။အခုပွဲရဲ့အဓိကမဲ့လို့စကားတော့ Metroverdes Isloke ဟောင်းဖိုင်နယ်ဟာရနနဲ့ခါနဲ့ဝိုင်းဖိုက်တာကြီးခင်မင်တက်ခဲဘာတို့ရဲ့ရှင်ပြိုင်မှုဖြစ်ပါတယ်။ဒီပွဲဟာမြင့်ညပရိသတ်တွေအတော်လေးစိတ်ဝင်စားခဲ့ကြတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်။ခင်မင်တာပခဲဘာကတော့အသက်39နှစ်ရှိနေပြီဖြစ်ပေမဲ့အနိုင်ရဖို့အစွမ်းကုန်စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့အသက်အရွယ်နဲ့ခန္ဓာကိုယ်ခြေအနေကအရင်လိုမရှိတော့တာကိုဒီပွဲမှာအတော်လေးသိသာစေခဲ့ပါတယ်။တင်ငယ်ငယ်ပါဟာရှန်ခတိုက်စာအတန်လန်တက်ပြီးဒီပွဲကိုထိုးတက်ခဲ့တာဖြစ်ပြီးအနိုင်ရခဲ့မယ်ဆိုရင်အစင်လော့အဖကိုစိန်ခေါ်ခွင့်ရနိုင်တဲ့အခွင့်အရေးလည်းရှိနေခဲ့တာကြောင့်အကောင်းဆုံးပြင်ဆင်လာခဲ့ပါတယ်။သူ့ရဲ့ Evora မှာလည်းနမီကြီးနိပြကြီး Sherovoy Chenev နဲ့ Zekavere Wexer တို့လိုအတွေ့အကြုံများတဲ့အရှိရကိုင်းနာတွေကအနီးကပ်ဝန်းရံပေးခဲ့ကြပါတယ်။ဒါပေမဲ့ပွဲအတွင်းမှာတော့ပခဲအင်ပအနေနဲ့အရင်တုန်းကလိုလှုပ်ရှားနိုင်စွမ်းနဲ့ထိုးတက်နိုင်စွမ်းကိုမပြသနိုင်ခဲ့ပါဘူး။လက်တီချက်တွေကလည်းအရင်လိုထိရောက်မှုမရှိတော့သလိုပမဘူအစပိုင်းမှာလည်းအားနည်းနေခဲ့ပါတယ်။တချို့အချိန်တွေမှာဒူးဒန်ရာကြောင့်လှုပ်ရှားရခက်နေသလိုတောင်မြင်တွေ့ရပြီးကသမိုင်အရကလည်းအရင်လိုမတော်လက်တော့တာကိုတွေ့ရပါတယ်။တစ်ဖက်ကဟဲလာဟာရ